ဇက်တပင်အဖွဲ့မှပြဿနာပေါင်းစုံရှာလို့အောင်စပူဇက်ဖွဲ့ကထွက်သွားရပြီဖြစ်တဲ့ဖြစ်ဖြိုအောင်စပူဇက်ဖွဲ့ကနေထုတ်ပယ်ခြင်းခံလိုက်ရတာကတော့လူရှင်တော်ဖြစ်ဖြိုပါအခုဆိုရင်တော့ဇက်ဖွဲ့ကိုပြဿနာပေါင်းစုံတက်အောင်လုပ်ခဲ့တယ်လို့ပိတ်သက်တွေရဲ့ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းခံရတဲ့လူရှင်တော်ဖြစ်ဖြိုတရားဇက်ဖွဲ့ကနေတရားဝင်နှုတ်ထွက်သွားပြီဆိုပြီးတော့တနာနေကြပါလေအောင်စပူဇက်ဖွဲ့ဆိုတာပိတ်သက်တွေအလွန်ရှိခင်အားပေးရတဲ့ဇက်ဖွဲ့ပါအဲ့ဒီထဲမှာဖြစ်ဖြိုဆိုတာကလည်းပိတ်သက်တွေအကြိုက်ဆုံးနဲ့အရေးအရဆုံးလူရှင်တော်တို့ဖြစ်နေရာတနေရာအခိုင်အမာရရှိထားသူဖြစ်ပါတယ်။မင်းသားအောင်စပူရဲ့ကြီးမားတဲ့အောင်မြင်မှုတွေနဲ့အတူနောက်ပိုင်းလူရှင်တော်ဖြစ်တဲ့ဖြိုးဖြိုးရဲ့နာမည်ကလည်းဇက်ခုံပေါ်မှာတာမကဆိုရှယ်မီဒီယာပေါ်မှာပါဟိုးလေးတကြောဖြစ်လာပါတယ်။ဒါပေမဲ့အနည်းပညာလောကမှာနာမည်ရလာတာနဲ့အမျှကိုထိန်းကျောင်းနိုင်ဖို့ကအလွန်အရေးကြီးပါတယ်။အောင်မြင်မှုရလာတဲ့နောက်ပိုင်းမှာလူရှင်တော်ဖြိုးဖြိုးရဲ့အပြုတ်မှုတွေကအနှဲငယ်အောက်ရှိလွတ်လာတယ်လို့ဗိတ်သက်တွေကစက်တင်ပြီးတော့တတိထားမိလာကြပါတယ်။လူရှင်တော်ဆိုတာပိတ်သက်ကိုရေမောအောင်လုပ်ရတာမှန်ပေမဲ့ဒီတစ်ပါးကိုထိခိုက်ပြောဆိုပြီးတော့ရေရအောင်လုပ်တာမျိုးကတော့အနည်းပညာမဟုတ်ပါဘူးဖြိုးဖြိုးရဲ့ပြဿနာတွေကဒီနေရာကနေစတင်ခဲ့တာပါကလေးငယ်တွေကိုဟာတာလို့စားနောက်တာအတန်ဆွမ်းသူတွေကိုလောင်ပြောင်တရော်တဲ့ပြလုံးတွေထုတ်တာမျိုးတွေကလူမှုရေးစာနှုန်းတွေကိုရှုဖောက်ရရောက်ပါတယ်ဇက်ကပြခွင့်အပိတ်ခံရလို့နှီးပါဖြစ်လို့ခံဝင်လက်မှတ်ထိုးခဲ့ရတဲ့အချိန်မှတောင်သင်ခန်းစာမယူဘဲနဲ့မြန်မာနိုင်ငံတပင်အစည်းအရုံးဥက္ကဋ္ဌမင်းသားဖို့ရှိကိုစင်မော်ကနေပေါ်တင်ဆောင်မြောင်းတရော်ခဲ့တာကအင်မတန်ကိုရုပ်ဆိုးအကြီးတန်းစေပါတယ်။မီဒီယာအင်တာဗျူးတွေမှာဖြစ်ဆိုတဲ့ဖြိုးဖြိုးရဲ့အပြောဆိုအမူအရာတွေကလည်းကိုယ့်ရဲ့ကျေးဇူးရှင်ဇက်ကောင်းဆောင်မင်းသားအောင်စပူးကိုတောင်းမလေးမစားအာမနာတို့လိုဖြစ်နေတာကိုတွေ့မြင်ရပါတယ်။ဒီလိုဇက်တိုင်းဖြစ်ပေါ်လာတဲ့အောက်ရှိလွန်မှုတွေကိုမကြည့်ရနိုင်တော့တဲ့အဆုံးမှာမြမတပင်လောကရဲ့လေးစားရပါတော့ဝိုင်းရဲ့လူရှင်တော်ကြီးဦးမိုးဒီကိုယ်တိုင်ကဖြိုးဖြိုးကိုရည်ရွယ်ပြီးတော့ပြပြထထဝေဖန်ဆုံးပါခဲ့ပါတယ်။ဒီဝေဖန်မှုတွေအပေါ်ဖြိုးဖြိုးဘက်ကတော့လူတွေကသူ့ကိုပြစ်ချလွန်လို့ပြစ်စရာပြလုံးတောင်မရှိတော့ဘူးလို့ညှိတွားခဲ့ပါသေးတယ်။ဒါပေမဲ့တကယ်တပင်ပညာရှင်တွေနဲ့ဗိဒ္ဓအများစုကတော့ဖြိုးဖြိုးဟာအရင်ခေတ်ကဝိုင်းရဲ့လူရှင်တော်ကြီးတွေလိုဟာတညာပညာဉာဏ်မပြေဝသေးဘူးလို့သုံးသပ်ကြပါတယ်။ပညာသားပပရေရအောင်မလုပ်နိုင်ပဲဒီတစ်ပါးကိုထိခိုက်ပြောဆိုတဲ့ပြလုံးတွေကိုဒါအားပြုနေရသေးတာကလူရှင်တော်စစ်စစ်တယောက်ရဲ့အရေးရှင်းမဟုတ်ဘူးလို့ထောက်ပြကြပါတယ်။အခုခါမှသူ့ရဲ့အပြစ်မှုတွေကြောင့်ဗိဒ္ဓတွေရဲ့ပြင်းထန်တဲ့ဝေဖန်ပြစ်တင်မှုတွေကိုစက်တိုက်ခံလာရတဲ့အတွက်ကိုကြောင့်အောင်စပူဇက်တပင်ထပ်ပြီးတော့မနစ်နာရလေအောင်အားနာစိတ်နဲ့ဖြိုးဖြိုးတရားအောင်စပူအဖွဲ့ကနေတရားဝင်နှုတ်ဆက်ထွက်ခွာသွားပြီးဖြစ်ပါတယ်။ကဲဗီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောလူရှင်တော်ဖြိုးဖြိုးကအောင်မြင်မှုတွေကြောင့်တကယ်ပဲအောက်ရှိလွတ်သွားတာလို့ထင်ပါသလား။ဝိုင်းရဲ့လူရှင်တော်ကြီးတွေလားပညာမပြေဝသေးဘူးဆိုတဲ့သုံးသက်ရှိကိုရောတဘောတူပါသလား။အခုလိုမျိုးသူကိုယ်တိုင်အောင်စပူဇက်ဖွဲ့ကနေနှုတ်ထွက်ခဲ့တာကအလုံးအတွက်အကောင်းဆုံးနဲ့ဖြစ်တင်ဆုံးရွေးချယ်မှုလို့မြင်လား။ဖြိုးဖြိုးထွက်သွားတဲ့အပေါ်မှာဗိဒ္ဓတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်